Hello အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့ဖြူဖြူကသမင်းကြော်စားချင်စိတ်ပေါတာနဲ့အများကြီးမိုးချုပ်ပေါ့နော်သမင်းကြော်စားမယ်ပေါ့နော်ကဲဒါကတော့သမင်းကြော်စားဖို့အတွက်ပါဝင်ပစ္စည်းတွေပါသမင်းကတော့နည်းနည်းများတယ်ပေါ့နော်နောက်ဆုံးပိတ်စားမယ်သူမရှိတော့ကြံတာအားလုံးကြော်လိုက်တော့မယ်ပေါ့နော်စားစတဲ့သူစားပေါ့နော်ပြီးရင်ဖြူဖြူကအိုးလေးကိုစီထည့်မယ်ပေါ့နော်စီထည့်ပြီးလို့ရှင်တော့ငပိလေးနည်းနည်းများထည့်မယ်ပြီးလို့ရှင်ကြက်သွန်ဖြူလေးထည့်မယ်ငပိနဲ့ကြက်သွန်ဖြူကိုအရင်ဆုံးစီတက်ပြီးလို့ရှင်တော့ဖြူဖြူစောနာကစပါပလာတွေပေါ့နော်အသီးအနှံတွေအဲ့ဒါတွေကိုထည့်ပါမယ်အစာပလာတွေကပြောင်းမှုပါတဲ့အတွက်ပေါ့နော်ပြောင်းမှုနဲ့ပဲပါတဲ့အတွက်နည်းနည်းနက်မဲ့အနေထားလေးရှိရဆိုလို့ရှင်ဖြူဖြူကထမင်းလေးထည့်လိုက်မယ်ပေါ့နော်အရသာတွေဝင်အောင်လို့စားချုံမုံကိုတစ်ခါတည်းထည့်မယ်ကဲပြီးရင်တော့ထမင်းထည့်လိုက်ပြီပေါ့နော်ဖြူထမင်းထည့်ပြီးလို့ရှင်တော့ဒါအမွှေးကြိုင်ရွက်ပေါ့နော်ပင်စိမ့်နဲ့ရှမ်းနံမှာပြီးရင်တော့ထမင်းတွေမှုေးမယ်အရသာတွေဝင်အောင်နှိမ့်မယ်ဒါဆိုရင်တော့ထမင်းကရသွားပြီပေါ့နော်ဖြူဖြူစားလို့ရပါပြီကဲဒါကတော့စားဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့ထမင်းကြော်လေးရပြီပေါ့နော်ကဲရေမိုးချိုးပြီးပြီဆိုတော့ဖြူဖြူထမင်းစားပါတော့မယ်မိကပြက်နေတာမိကကိုဗီဒီယိုရိုက်မဲ့အချိန်မှာမိကပြန်လာတယ်ပေါ့နော်အဲ့ကြမှာမိပြန်လာပြီကဲဖြူဖြူကတော့အများကြီးမိုးချုပ်ပေါ့နော်စားတာလည်းဈေးတွေဘာတွေသွားတာအောင်ဆိုတော့လူကနောက်ကြတယ်အခုမှပြင်ဆင်ချက်ပြုတ်လို့ပြီးရပေါ့နော်ဘိုက်ကလည်းစားနေပြီဒီနေ့တော့ဒါနောက်ကြဆုံးထမင်းစားတာပေါ့နော်အဲ့တော့ဒီနေ့ကတော့တော်တော်ပဲထမင်းစားတာနောက်ကျသွားပါတယ်စားကြပါအောင်ရှင်ဒါကတော့ဖြူဖြူမကွေးရနေဝယ်ခဲ့တဲ့မကွေးဖန်ခါးသီးပေါ့နော်မကွေးကနေလာတဲ့ဖန်ခါးသီးဆိုပြီးတော့ဈေးမှာတွေ့ရနေထောက်ဝယ်ခဲ့တာပေါ့နော်ဒီဖန်ခါးသီးလေးစားပေးတာပေါ့နော်လူကိုခရွန်းမိန်စေတယ်ခရွန်းလိုက်စေတယ်ပေါ့နော်ထမင်းကိုဟင်းကောင်းကောင်းမကောင်းကောင်းဒီဖန်ကားသီးလေးကြိုက်စားမယ်ဆိုလို့ရှင်စားတာအဆင်ပြေပြီးတော့ထမင်းပိုစားလို့ကောင်းစေတယ်ပေါ့နော်အဲဒါကြောင့်ဖြူဖြူဖန်ကားသီးလေးလည်းကြိုက်စားဖြစ်ပါတယ်ကဲကျမတယောက်တည်းဒီတပကံကိုတွဲလိုက်တော့မယ်နော်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်